ပဂတိမီးနဲ့ငရဲမီးဒီနှစ်ခုနှိုင်းယှဉ်ပြီးတော့ပြောတာပဂတိမီးအပူတဲ့ငရဲမီးအပူကပိုပြီးတော့ပြင်းထန်တယ်လို့ဆိုတာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘုရားစာပေကျမ်းစာတွေထဲမှာပဂတိငရဲမီးဟာပဂတိမီးဟာငရဲပြေမှာငရဲသားတွေကိုတောက်လောင်နေတဲ့ကံကြမ္မာဆိုးကြောင့်ဖြစ်ပေါ်လာတဲ့မီးတဲ့ပို့ပြီးတော့ပူပြင်းတယ်အလွန်ပူပြင်းတဲ့ငရဲမီးအဲ့ဒီမှာဘယ်လောက်ထိအောင်ပူပြင်းလဲလို့ဆိုလို့ရှိရင်ဒီပဂတိမီးဟာကြောက်ခဲလေးသေးသေးပဲဖြစ်စေမီးထဲထည့်လိုက်လို့ရှိရင်ကြေမသွားဘူးတမန်အပြင်ကြေပြီးတော့မသွားအတော်ရောမီးလောင်ယုံနဲ့တော့ကြောက်ခဲလေးဟာကြေပွားမသွားဘူးသို့သောတရားရည်ရဲ့ကံကြမ္မာကြောင့်ဖြစ်ပေါ်လာတဲ့ငရဲမီးကြတဲ့အခါမှာတောင်တို့ကြီးလောက်ကြီးတဲ့ကြောက်တုံးကြီးပဲဖြစ်ပါစေငရဲမီးထဲမှာထည့်လိုက်လို့ရှိရင်ဥက္ခနဲ့တောက်ပြီးတော့အဲကြောက်ခဲကြီးဟာတောင်တို့လောက်ရှိတဲ့ကြောက်ခဲကြီးကပျောက်ကွယ်သွားတယ်အဲ့လောက်ထိအောင်ပူပြင်းတယ်လို့သူတို့ဆိုတယ်ဒါမြတ်စွာဘုရားကတော့ဒီလိုတိုက်ရိုက်ဟောတာတော့မဟုတ်ဘူးဘုရားဘာသာစာပေကျမ်းဂန်တွေထဲမှာငရဲမီးရဲ့ပူပြင်းမှုနဲ့ပတ်သက်ပြီးတော့ဟောတာရှိအဲ့ဒါနဲ့ပတ်သက်ပြီးတော့မှတ်သားစရာလေးတခုချားညက်ပြီးတော့ပြောရမယ်ဆိုမုတ်ဆိုးလုပ်ငန်းနဲ့ထောင်ချောက်တွေထောင်ကြော်ဝင်းတွေထောင်ပြီးတော့သားကောင်တွေဖမ်းငှက်တွေဖမ်းပြီးရောင်းချပြီးအသက်မွေးတဲ့လူတယောက်ဒုစရိုက်လုပ်တွေလုပ်ပါများတဲ့အခါကျတော့တနေ့ကျတော့အကြောင်းလေးတစ်ခုရောက်တယ်ရောက်လို့ရေးစားတော့ကျောင်းပတ်ဝန်းကျင်မှာကျောင်းအပြင်မှာရေဦးစင်လေးတွေရှိတယ်မြန်မာနိုင်ငံမှာတောင်မှပဲရေဦးစင်ယဉ်ကျေးမှုလေးကရေတံမှုတွေပေါ်လာတော့ပျောက်တယ်လို့ဖြစ်သွားပြီသို့တော်လည်းတချို့နေရာလေးတွေမှာတော့ပြန်ပေါ်ရှင်းတော့ကတော့ရေချမ်းစင်တည်ထားပြီးတော့ကုသိုလ်လုပ်ကြလေရှိတယ်ပေါ့ရေတွင်းရေကန်ရေဦးစင်တည်ထားခြင်းဟာသာဝရကုသိုလ်မျိုးဖြစ်တယ်လို့ဆိုပြီးတော့မြန်မာလူမျိုးတွေဟာရေချမ်းစင်တည်တဲ့အလေးထားရှိတယ်အဲ့ဒီလေးထားဟာမြမယဉ်ကျေးမှုတသက်တော့မဟုတ်ဘူးမြတ်စွာဘုရားအဆုံးအမထဲမှာပါဝင်တာကနေအတူယူအားကြပြီးတော့လှုပ်တာလည်းဖြစ်နိုင်အဲ့တောရကြောင်းလေးမှာတောရကြောင်းကသတင်းသုံးတဲ့ယဟန်တွေကခီးသွားတဲ့ပုဂ္ဂိုလ်တွေတောက်ကြရအောင်ဆိုပြီးတော့ကျောင်းပြင်မဲ့မှာရေအိုးတွေခတ်ပြီးတော့ရေဖြည့်ထားလို့ရှိတယ်ခုနမုံဆိုးလုပ်တဲ့ပုဂ္ဂိုလ်ဟာရေစာစာနဲ့လာတအိုးဖွင့်ကြည့်လိုက်ရေမရှိတအိုးဖွင့်ကြည့်လိုက်ရေမရှိရေကတောက်ချင်တယ်ဘယ်အိုးမှရေရှာမတွေ့တော့သူကဘာပြောတော့ဆိုခတ်ချဲ့ချဲ့ဘုန်းကြီးတွေကလည်းပြင်းလိုက်ကြတာနော်ရေလေးတောင်ဖြည့်ထားဖို့မရဘူးလို့သူကပြောလိုက်တယ်အဲ့ဒီတော့ကြားလိုက်တဲ့ကိုတော်တပါးဟာတို့ခုနမှရေတွေခတ်ထားတာအခုဘာလို့သူကရေမရှိဘူးပြောနေပါလေဆိုထွက်ကြည့်လိုက်တဲ့အခါအိုးထဲမှာရေတွေအပြည့်တယ်ဒါကတို့ခုနမှရေတွေဖြည့်ထားတာဒီမှာရေအိုးထဲမှာရေအပြည့်ရှိတယ်မင်းရဲ့အကုသိုလ်ကလည်းကြီးမားလိုက်တာရေအိုးထဲကရေတွေပျောက်ကုန်ပါလားလို့ပြောတော့သူကလန့်သွားတယ်အဲ့လိုထိတ်လန့်တုန်လှုပ်သွားတယ်အော်လူဘဝနဲ့ပဲမသေးသေးခင်ငါဟာရင်ငတ်တဲ့ပြိတ္တာဘဝရောက်နေပါလားဆိုကြောက်လန့်ပြီးတော့ယန္တန်ဃာတွေစီမှာတောင်းပန်လို့သင်္ကန်းဝတ်ပြရစေဆိုပြီးတော့သင်္ကန်းဝတ်ကြောက်သွားမှတရားဆိုတာပေါ်တာနော်
ဒါမို့ဒုက္ခပဏိတတတ္ထာလူတွေကဒုက္ခရောက်ရင်တရားတရားပို့ဖြစ်လာတတ်တယ်ကြောက်သွားတော့နော်ကြောက်သွားတော့တပည့်တော်သင်္ကန်းဝတ်ပြရစေလူဘဝနဲ့တင်မဲ့ပြိတ္တာလို့ဘဝမျိုးဖြစ်ရပြီဒီအကုသိုလ်တွေခံရမယ်ဆိုရင်တော့သူဟာတွေးဝင်စရာမရှိဘူးဆိုသင်္ကန်းဝတ်ရဟန်းတွေကသင်္ကန်းဝတ်ပေးပြီးတော့ဆုံးမတယ်ဘုန်းကြီးဝတ်ပြီးတော့အေးစစ်စစ်မနေနဲ့တရားအထုတ်ဆိုပြီးတော့သူအထုတ်ခိုင်းအဲ့လိုတရားအထုတ်ခိုင်းတော့တရားအထုတ်ရတော့လည်းပဲသူလုပ်တဲ့အလုပ်တွေသာခေါင်းနဲ့ပေါ်ပြီးတရားတော်နဲ့မရောက်ဘူးဒါသဘာဝပဲလူတွေဟာနေ့စဉ်ကြုံတွေ့နေတဲ့အရာတွေဟာစိတ်ကိုထိန်းချုပ်လိုက်ပြီဆိုရင်အဲ့ဒါတွေပဲမြင်ဆိုလိုတာနေ့စဉ်နဲ့အများဈေးအောင်နေတဲ့ပုဂ္ဂိုလ်ကလည်းဈေးပဲမြင်နေမှာပဲမို့ဆိုးတငါလှုပ်တဲ့ပုဂ္ဂိုလ်တွေကလည်းသူအယောင်းဝယ်လှုပ်တာတွေပဲမြင်နေမှာအဲ့ဒါလို့လူတွေဟာကိုကျက်စားရာအရာတွေဟာစိတ်ကိုတမာရီပဲကိုဆွဲပြီးတော့ယူလိုက်တဲ့အခါမှာအဲ့ဒါတွေကမြင်လာပြီးစိတ်ကိုလွှမ်းမိုးနေတယ်လို့သူဆိုတယ်စိတ်ကိုလွှမ်းမိုးတော့ကိုလုတ်ခဲ့တဲ့မြင်ကွင်းတွေဟာစိတ်ကိုလာပြီးတုန်လှုပ်ခြောက်ခြားစေတယ်မဟုတ်တဲ့အလုပ်လုပ်ရင်ပိုဆိုးတယ်ပေါ့ဥပမာမဲ့အင်္ဂုလိမာလဓာချပြီးမြတ်စွာဘုရားရှေ့မှာဒူးထောက်ပြီးဉာဏ်ဖြစ်သို့ရောက်လာတဲ့အခါမှာမြတ်စွာဘုရားတရားပြတယ်ကမ္မထံပေးတယ်ပေးတရားအထုတ်တဲ့အခါဘာတွေတွေ့တော့ဆိုသူဓာတ်နဲ့လိုက်လို့ထွက်ပြေးကြတာတွေအော်ကြဟစ်ကြတာတွေသွေးရဲတန်ရဲနဲ့တတ်လိုက်တဲ့လူတွေဒီမြင်ကွင်းတွေကပဲသူ့စိတ်ကိုလွှမ်းမိုးနေတယ်တဲ့ဒါကြောင့်တရားထုတ်လို့မရအောင်အခုလည်းပဲဒီမုတ်ဆိုးကဝတ်လာတဲ့ယဟန်ဟာဒီလိုတွေဖြစ်လာမြင်ကွင်းနေမရအဲ့တော့သူရဟန်းဘဝမှာမပြောဘူးထွက်ချင်လာတယ်ပေါ့အဲ့ဒီခါမှာသူစိတ်ပြေလို့ရပြေလို့ကြောင်းငရဲဆိုတာဘလောက်ကြောက်စရာကောင်းတယ်ဆိုတာတော့အကြောင်းမှသတင်းသုံးတဲ့တကောပင်ញင်ရတဲ့ယဟန္တာပုဂ္ဂိုလ်ကြီးကမင်းဟောဒီမှာရှိတဲ့တစ်ကိုင်းနေစုပြီးတော့တစ်ကိုင်းအစိုးတွေစုပြီးတော့ပုံလိုက်လို့ပုံခိုင်းနေတရားထုတ်တာခဏနားပြီးတော့တစ်ပင်တွေမြက်ပင်တွေအစိုးတွေကိုပုံခိုင်းတော့ပုံလိုက်တယ်အေးတရားကြိုးစားအထုတ်ရင်ထုတ်မထုတ်ဘူးဆိုလို့ရှိရင်ငရဲဆိုတာအမတန်မှကြောက်စရာကောင်းတယ်ဆိုငါပြမယ်ငရဲမိရဲ့စွမ်းရည်တတ္တိဆိုအဲ့ဒီယန္တာပုဂ္ဂိုလ်ကြီးကဒိဋ္ဌံလိုက်တယ်အဝိစီငရဲလေးငရဲကပိုးဆုံးကျူးလောက်ရှိတဲ့မိခဲလေးယူရက်ပြီးတော့အဲ့ဒီအသားပုံကိုတစ်ကိုင်းနေပုံထားတဲ့အပေါ်ထည့်လိုက်တာဝုတ်ခနဲ့ဆိုပြဖြစ်သွားတယ်နော်မိကိုတောင်မှမထွက်လိုက်ရတော့အဲ့ဒါတော့ထီအောင်ပူတယ်လို့ဆိုတာအဲ့ဇာလမ်းမှာလည်းရေးထားတာရှိတယ်ပေါ့အဲ့လိုပဲငရဲမိဟာပဂရိမိနဲ့မတူပဲနဲ့သူဟာအလုံးကိုပူပြင်းတယ်ပဂရိမိဟာကြောက်တုံးသေးသေးလေးကိုတောင်ကြေသွားအောင်မလုပ်နိုင်ဘူးအေးငရဲမိကြတော့တောင်ထွတ်လောက်ကြီးမားတဲ့ကြောက်တုံးကြီးပဲဖြစ်စေတခဏလေးမှာပဲခြေပြီးတော့ပျောက်သွားနိုင်တယ်လို့အဲ့ဒါလောက်ထိအောင်ပူပြင်းတယ်လို့ဒီလိုဆိုရပေါ့နော်အဲ့ဒီလိုဒီစကားကိုလည်းမယုံဘူးတဲ့ငရဲမိဒီလောက်ပြင်းတယ်ဆိုတာ तू မယုံဘူးပေါ့ဗမာတွေခေါ်တဲ့ငရဲမိကတော့တစ်မျိုးပေါ့နော်ငရဲမိဆိုတာအစစ်တတ်တွေဟာလေငရဲမိလို့ခေါ်သေးတယ်အဲ့တော့ဒီမှာနောက်တစ်ခုကတော့အဲ့ဒါလောက်ပူပြင်းမိမဲ့လို့ငရဲပုံမှာဖြစ်တဲ့တရားတွေငရဲသားတွေကြတော့ဒါလောက်ပူတော်လည်းပဲကြောက်တုံးကြီးတစ်ခုလုံးပြုတ်သွားနိုင်တော်လည်းပဲငရဲသားတရားကြတော့အဲ့ဒီပူတဲ့ငရဲမိရဲ့ထံကိုခံပြီးတော့မသေးဘူးတဲ့
နော်ပူတာပဲပူရသူဟာပျောက်ကွယ်ပြီးသေသွားလောက်အောင်မဖြစ်ဘူးမသေးဘူးကမ္မဂုဏ်သမျှငရဲရဲ့နှိမ့်ဆက်မှုတွေဟာသူ့အတွက်ကုံဆုံးမသွားဘူးကံနာလင်အဓိကဖြစ်တယ်ပေါ့ကမ္မဂုဏ်သမျှဘယ်တော့မှမသေးဘူးဘလောက်ပဲညှင်းဆဲဘလောက်ပဲတပ်ဖြတ်အဲ့ဒီငရဲသားတရားဝါဟာမောင်သက်ပြင်းလို့ခေါ်ဘယ်တော့မှမသေးဘူးတဲ့အဲ့ဒီငရဲမိတဲ့ထဲတော့လေသူခန္ဓာကိုယ်ကြီးကဘယ်တော့မှဟုတ်ခနဲ့ဆိုလောင်ပြီးပျောက်မသွားဘူးတဲ့အဲ့ဒါကိုလည်းသူမယုံဘူးတဲ့မဖြစ်နိုင်ဘူးထင်တယ်မိလိမ့်နာမင်းကြီးဒါကိုလည်းမယုံဘူးတဲ့ကြောက်တုံးကြီးကြောင့်လောင်ရင်ပျောက်သွားတယ်ဆိုလို့ရှိရင်တမန်ငရဲသားသရဝတယောက်ဟာငရဲမိလောင်လိုက်ရင်ပျောက်သွားမှာပေါ့တဲ့ဘာလို့မပျောက်တယ်လဲအဝိစိတ်ဆိုတဲ့ငရဲဟာအဝိစိတ်ဆိုတာမီလီယံကိုပြောတာမီလီယံတွေရဲ့အကြာဝိစိတ်ဆိုတဲ့မီလီယံတို့ရဲ့အကြာဘယ်နေရာဖြစ်မီလီယံမရောက်ဘူးမိတော့မရောက်ဘူးဆိုတာမရှိဘူးအဝိစိတ်အကြာမရှိဘူးနောက်တစ်ခုငရဲခံနေတဲ့သရဝါတွေဟာငရဲသားသရဝါတွေဟာတဦးနဲ့တဦးထိညက်နေတယ်သူတို့နှစ်ယောက်ရဲ့ကြားမှာလည်းပဲအကြာမရှိဘူးဝိစိတ်ဆိုတာအကြာပေါ့နော်အဲ့ဒါလည်းမရှိဘူးဆင်းရဲဒုက္ခဆိုတာလေဒလဇတ်ခံစားနေရတော့ဆင်းရဲဒုက္ခချမ်းသာတဲ့အချိန်ပိုင်းလေးဆိုတာလေသူတို့မှမရှိဘူးလို့ဒီလိုငရဲနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောထားတယ်ရှိတယ်အဲ့တော့ငရဲမိဟာအလွန်ပူပြင်းတော်လည်းပဲငရဲသားတရားဝါတွေဟာငရဲမိလောင်ရသည့်အတွက်ကြောင့်ပြာဖြစ်မသွားဘူးဆိုတာပျောက်ကွယ်မသွားဘူးဆိုတာသူမယုံဘူးလို့ပြောမယုံဘူးလို့ပြောတဲ့အခါမှာရှင်နာဂသေနာပြောတယ်ပူတိုင်းပျောက်တာမဟုတ်တဲ့အကြောင်းသူ့ကိုဥပမာနဲ့ရှင်းပြီးတော့ပြောတယ်ဥပမာနဲ့ရှင်းပြီးတော့ပြောတယ်ဒီတရားဝါတွေဟာကြက်တွေတို့တောင်းတွေတို့စသဖြင့်တရားဝါတွေဟာသူတို့စားကြတဲ့အစာအာဟာရတွေကိုကြည့်လိုက်ပါဇက်ကကောက်တိုင်းစပါးစေတို့ပဲစေတို့ပါတာမဟုတ်ဘူးကြောက်တုံးလေးတွေတဲပွင့်လေးတွေသူတို့ဘိုက်ထဲရောက်သွားရမ်းပြီးတော့ကောက်တာကောက်လိုက်တိုင်းမှာသူတို့အစာရတာမဟုတ်သို့တော့ဘာတွေစားလိုက်သူတို့ရောက်ခန္ဓာကိုယ်ရဲ့ရောက်ရင်ခြေသွားကြတယ်ဘလောက်ကျမ်းနာတွေပဲဖြစ်ခြေပြီးတော့သွားကြတယ်တခါတရားဝါတွေရေထဲကတရားဝါတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လေရေတရားဝါတွေဟာမိချောင်းကြီးတွေတို့ဘာတို့အကောင်လိုက်မျိုးလိုက်တာပဲမိချောင်းကြီးတွေဆိုရင်သမင်ဆိုလဲအကောင်လိုက်မျိုးလိုက်သူတို့ဖမ်းလို့ရတဲ့တရားဝါတွေအကောင်လိုက်မျိုးတာအယိုးတွေပါမျိုးထားအဲ့ဒါတွေဟာသူတို့ဘိုက်ထဲရောက်လို့ရှိရင်ခြေသွားကြတယ်ပေါ့ခြေသွားကြအဲ့ဒါလောက်ချမ်းသာတွေဟာလည်းပဲသူတို့ဘိုက်ထဲမှာရောက်တိုင်းခြေသွားတယ်ရှင်သေးတွေကြားတွေဒါတွေဟာလည်းပဲအကောင်လောင်တွေကိုစားတဲ့အခါမှာတခါတည်းအယိုးလူတွေလည်းရှိပါတယ်ငါးကိုတခါတည်းငါးသေးသေးလေးတွေကိုအယိုးတွေပါစားကြတယ်ရိုးတွေပါစားအဲ့ဒီရိုးတွေကလည်းလူပိုက်ထဲရောက်တော့ခြေသွားတာစားလိုက်တဲ့အစာတွေဟာအလုံးခြေသွားကြလူရဲ့အပူငွေ့နဲ့အဲ့ဒါလိုဒီလိုအပူငွေ့နဲ့ခြေသွားတာဖြစ်တော်လဲပဲဟောတိရစ္ဆာန်တွေရဲ့တဏ္ဍာမှာသတိတည်တဲ့တ attva တွေကြတော့ဘာလို့မခြေတယ်လဲကျက်တည်းရဲ့ကိုယ်ထဲမှာကျက်ဥတွေဘာလို့ခြေမသွားတယ်လဲလက်တွေရဲ့တဏ္ဍာမှာရှိတဲ့လက်ဥတွေမိချောင်းရဲ့တဏ္ဍာမှာရှိတဲ့မိချောင်းဥတွေ
အဲ့သူတို့ရဲ့တဏ္ဍာမှာကျတော့ဘာလို့မကြည်တယ်လဲဘာကြောင့်မကြည်ဘူးလို့ထင်တယ်လဲလို့အဲ့ဒီတရားတွေရဲ့စားလိုက်တဲ့ကြောက်ခဲတွေတော့ခြေသွားတယ်မာတဲ့အယိုးတွေခြေသွားတယ်နော်ဆင်ကြီးတွေဆိုလို့ရှင်လဲတစ်ကိုင်းကြောက်ကြီးတွေဒီတိုင်းဝါပြီးစားလိုက်တယ်ဒါတွေလည်းခြေသွားတာပဲအေးသူတို့ဝန်းထဲရောက်လာတဲ့ဆင်သားကောင်လေးတွေတရေကောင်လေးတွေကြတော့ဘာလို့ခြေမသွားလဲတခုတော့ခြေတယ်တခုတော့မခြေဘူးဝန်းထဲရောက်တာနော်ငရဲမိဟာလည်းပဲကြောက်တုံးကြီးတော့ခြေတယ်ငရဲခံရတဲ့လူတော့မခြေဘူးအဲ့ဒါလိုပဲဒီတရားတွေရဲ့ဝန်းထဲရောက်တဲ့သူတို့ဝန်းထဲမှာဖြစ်တဲ့တရားတွေကြတော့ခြေမသွားပဲနဲ့သူတို့စားလိုက်တဲ့အစာအာဟာရတွေကြတော့ဘလောက်ပဲမာဘလောက်ပဲကြမ်းကြောက်ခဲပဲဖြစ်စေခြေသွားတော့ဘာကြောင့်လို့ဆိုတော့ဖိလိဏမင်းကြီးကဖြေတယ်အရှင်ဘုရားတရားရဲ့ကံအစွမ်းကြောင့်လို့ထင်ပါတယ်တဲ့နော်ကံအစွမ်းကြောင့်လို့ထင်ဘုန်းကြီးတို့တွေပဲကြည့်လိုက်အောင်စားလိုက်တဲ့အစာတွေဟာအစာအိမ်နဲ့ရောက်သွားလို့ရှိရင်ကြည်သွားတာဘယ်လောက်ထိအောင်ကြည်တယ်ဆိုတာတော့တိုင်းလက်ထဲဝင်တဲ့အခါကြည့်ပေါ့အဖက်ကလေးပါလေးများကြံသေးလားလို့နော်ကြည်သွားတာမှယောသမမှွေပြီးတော့ကြည်တာနော်မျိုးစုံနဲ့ထည့်ထောင်ရင်တောင်အဲ့လောက်ကြည်ချင်မှကြည်မှာပလင်နာနဲ့ကြည်ရင်တောင်အဲ့လောက်ကြည်ချင်မှကြည်မှာလူရဲ့ဝန်းထဲကထွက်လာတဲ့ဟာကြတော့တကယ်ကိုမှုန့်ပြီးတော့ကြည်ညက်နေအောင်ကိုဖြစ်လာနော်ကြည်ညက်နေအောင်ဖြစ်ဒါပေမဲ့လို့မိခင်ဝန်းထဲမှာ6 လလွယ်6 လတိတိ9 လ10 လ6 လတိတိမိခင်ရဲ့ဝန်းထဲမှာနေတဲ့တရေသားငယ်ကြတော့ဘာလို့ခြေမသွားလဲဒါတော့ပူရင်ခြေသွားတော့အစာအိမ်ထဲမှာလူတွေရဲ့အစာအိမ်ထဲမှာဖြစ်တဲ့စားလိုက်တဲ့အစာကြောင့်အစာအိမ်ထဲကထွက်လာတဲ့ acid ဓာတ်ဆိုတာရှိတယ်ဆရာဝန်ကြီးတူကပြောဦးတယ်ဘုန်းကြီးလူရဲ့အစာအိမ်ထဲမှာရှိတဲ့ acid ဓာတ်ဟာမျက်လုံးထဲဝင်ရင်ကန်းသွားနိုင်တယ်တဲ့တခါလေချင်တတ်တဲ့အခါလေချောင်းလာပြီးတော့ဆူးရှာဖြစ်တတ်တယ်လေအဲ့ဒီ acid ဓာတ်ကိုဗိုက်ထဲကထွက်တဲ့အစာအိမ်ထဲကဖြစ်တဲ့ acid ဓာတ်ကတောင်မှပဲလူရဲ့မျက်လုံးထဲဝင်မယ်ဆိုရင်မျက်စိကန်းသွားနိုင်တယ်လို့သူဆိုတယ်အဲ့ဒါလောက်ထိအောင်ပူပြင်းနေပေါ့အစာတွေကျဉ်ညက်တော့လည်းပဲတရားကြတော့မိခင်ရဲ့ဝမ်းထဲကတရားကြတော့ကြေမသွားဘူးဘာကြောင့်မကြေတာတော့ဆိုသူ့ရဲ့ကံစွမ်းကြောင့်လို့ဒီလိုမိလိန်တာမင်းကြီးကကံစွမ်းကြောင့်လို့ထင်ပါတယ်လို့ရှင်သာကတေနာဘာကြောင့်မကြေတာတော့လို့မေးလိုက်တဲ့အခါကံစွမ်းကြောင့်လို့ထင်ပါတယ်အေးအဲ့ဒီတိုင်းပဲတဲ့ငရဲမိဟာအလွန်ပူပြင်းလို့ကြောက်တုံးကြီးတွေခြေသွားနိုင်တော့လဲငရဲသားတော်ဟာခံကြောင်းမို့လို့ခြေမသွားဘူးလို့သူပြောတာနော်ဘယ်တော့မှခြေမသွားဘူးကံမကုံသမျှကာလပတ်လုံးသူဟာဘယ်တော့မှသေဆုံးပြီးတော့မသွားဘူးတို့ဖို့ဆိုလို့ရှိရင်ငရဲသားမီးလောင်တာနဲ့ပဲတာမန်ပုဂ္ဂိုလ်ဆိုရင်တည်သွားမှာပေါ့သို့တော့သူကံကြောင့်မို့လို့သူဟာဘယ်တော့မှမသေးဘူးကံမကုံမချင်းဘယ်တော့မှမသေးဘူးကံကုံတဲ့အချိန်ကျမှသေတယ်ငရဲထဲမှာဖြစ်တဲ့တတဝါဟာငရဲမီးလောင်လို့အမတန်မှပြစ်ထန်တဲ့ငရဲမီးလောင်တာဖြစ်တော်လဲပဲသူကံရဲ့အစွမ်းကြောင့်သေဆုံးပြီးတော့မသွားဘူးပြဖြစ်ပြီးတော့မသွားဘူးလို့သူတို့ဆိုတယ်ဟောအဲ့ဒါကိုရှင်နာဂသေနာကမြတ်စွာဘုရားဟောကြားတဲ့သုတ္တတစ်ခုကိုကိုးကားပြီးနတာဝကာလံကရောတိယာဝပပံဖြန္တိနာဟောတိကံမကုံမချင်းအဲ့ဒီငရဲသားတ attva ဟာသေသွားတယ်လို့မရှိဘူးဘလောက်ပဲညင်းစေဘလောက်ပဲတပ်ဖြတ်ငရဲသား attva တွေငရဲထိန်တွေကဘလောက်ပဲခေါင်းတခြားကိုယ်တခြားဖြစ်အောင်ခုတ်ဖြတ်
အဲ့ဒီငရဲသားတော်ဟာတည်သွားတယ်လို့မရှိဘူးတဲ့ပြန်ပြီးတော့ရှင်မြဲရှင်းနေတာပဲလို့ဒီလိုဆိုတယ်အဲ့ဒါလောက်ထီအောင်ဒုက္ခအတိခံရတဲ့အကြောင်းဘာကြောင့်မသေးတာတော့ဆိုရင်ကံကြောင့်မသေးတာအဲ့ဒီဥပမာနဲ့ရှင်းပြလိုက်တဲ့အခါမှာမိလိဒ္ဓမင်းကြီးကလက်ခံသွားတော့ပေါ့ဒါဟုတ်တယ်ဖြစ်နိုင်တယ်လောကကြီးဆိုတာအကြောင်းတစ်ခုတည်းမဟုတ်ဘူးအကြောင်းတွေကအမျိုးမျိုးရှိတာဒါကြောင့်မို့ဘိုက်ထဲရောက်တိုင်းအကုန်လုံးကြည်တာမဟုတ်ဘူးနော်ကြောက်ခဲကဝန်းထဲရောက်သွားလို့အစာခြေတော်လဲပဲသူ့ဝန်းထဲမှာဖြစ်ပေါ်လာတဲ့သရေသားကြတော့ခြေမသွားဘူးဒီလိုမတူညီတဲ့အခြေအနေတွေရှိတယ်ပေါ့အဲ့ဒါကိုဒီရှင်းပြလိုက်တာကံအစွမ်းကြောင့်ခြေသွားခြင်းမဖြစ်ဘူးလို့ဒီလိုရှင်းပြ